တချို့ရိတ်သားတွေတိတ်ခါနဲ့လဲကုန်ပြီပါတဲ့တကာကိုရှေ့တန်းတင်ခြာတဲ့တကာကိုနောက်ကထဖရာသဘောကအိဋ္ဌဒုက္ခတရားသူတို့အဟောကကြောင်းတစ်ဆောင်တိုးဖို့မြူဆွဲတဲ့တရားလူရဲ့ဂုံကတဏယဟန်ရဲ့ဂုံကသီလခြေချင်းထက်လို့ဂုံတက်ဖို့ကြိုးစားရင်ဆရာတကားဆိုတဲ့ကပီးအောက်မှာဖျားခိုင်းတာမလုပ်ပဲလူတွေခိုင်းတာလုပ်နေရတဲ့ယဟန်တွေတနာမိလူတွေကဒေါသကြီးတယ်ဘုန်းကြီးတွေကလောဘကြီးတယ်တဲ့အဲ့ဒီစကားကြားရတာရှက်တယ်တကားတွေလူလို့ခမ်းနားနေတဲ့ဘဝကိုဒါဟာငါဟာတွေလို့ကြွားဝါတတ်တဲ့ယဟန်တချို့ကိုမြင်တော့သူတို့မရှက်တတ်တာသိအံ့ဩတယ်လောဘဆိုတဲ့သဘောကနွန်နဲ့တူတယ်နွန်နဲ့ကိုလူနေရင်လူသေးတယ်ယဟန်နေရင်ယဟန်သေးတယ်နစ်မိသွားရင်တော့မယုံပါနဲ့တော့ပင်ပန်းပန်းနဲ့ပူသေးရတတ်တယ်